မင်္ဂလာရှိသောမနက်ခင်းပါအားလုံးညီကောင်မောင်နှမအရောက်စီတိုင်းပေါ်မှာဘုရားသခင်အထူးကောင်းကြီးပေးပါစေဒီနေ့မနက်ခင်းမှာပြန်လည်ပြီးတော့ဂျေဇုတော်ခွက်ဖလားလို့ချီးမွမ်းသွားမယ်တရုတ်လိုဆိုရင်အန်ပြန်ဖူပေတရုတ်လိုမြန်မာလိုချီးမွမ်းသွားမယ်生而变，父辈是我的满意，每一天的享受，他心的慈爱，生命的露出在每天里，生与恩典围绕着我，生真美好，昨日都真美好，现在快在美好对将来，当赞美我主生的美好，在每一天都当赞美。基督的快乐拉显了西巴伊，你也是个柔软的看法呀，的大伊蓝伊。也该嘛，基督的呢白衣服的，当年给的门里个当年的人物，当年我的是那干嘛？起码你不让当年讲过，起码你也。အားလုံးအရောက်စီတိုင်းပေါ်မှာဘုရားသခင်အထူးကောင်းချီးပေးပါစေ